အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကျတို့ဒီနှစ်ပိတ်မှာ16ပြိတ်ထက်ထတာ16ပြိတ်ထက်ထတာ3နေရာ4နေရာရှိရပါဒါပေမဲ့ဒီ4နေရာ5နေရာဆိုဒီ3နေရာပဲယူလာသူကဒါပဲခုန2002က2017က2020ရပါဒီမှာ16ပြိတ်ထက်တယ်သူတော့မှနှစ်ပိတ်ကလေးရှိတယ်နှစ်ပိတ်လေးရှိပြီးအဲ့နှစ်ပိတ်ကလေးကနေဒီတောင်းတက်လိုက်တာတက်ပြီးဒီဘက်ဒီဘက်မှာဒီမှာငါးခါလေးရှိတယ်ငါးခါလေးက330နဲ့ရိုက်ထားတယ်အောက်မှာငါးခါလေးပြန်ခါတယ်ဒီမှာ16ပြိတ်နှစ်ပိတ်တက်တယ်ဒီတောင်းမှာနှစ်ပိတ်လေးရှိတယ်သူနဲ့မြင်းကိုဘက်ကိုဆင်းလိုက်တော့တစ်ခါလေးရှိတယ်တစ်ခါလေးက330နဲ့ရတယ်အောက်မှာတစ်ပြန်ခါတယ်ဒီ2020ခုနှစ်မှာလဲ6ရက်နှစ်ပင်ထက်တယ်ဒီကြောင့်မှနှစ်ပိတ်လေးရှိတယ်နှစ်ပိတ်လေးရဲ့မြင်းကုန်းမှာကုခါရှိတယ်ကုခါကလည်း330နဲ့ရပြီအောက်မှာကုခါတယ်သူဇလန်ကဘာတွေစတဲလာလဲဆိုတော့တော့တက်သွားတာအဲ့တော့2003ခုနှစ်မှာဒီသုံးလုံးကိုကူးတယ်ဒီသုံးလုံးကိုကူးတယ်တောင်းလက်ကိုကူးတယ်ဒီသုံးလုံးကိုကူးတယ်ဒီမှာကူးရဖြစ်တယ်ဒီမှာကူးထိတ်ထွက်တယ်နော်အဲ့ဒီကူးထိတ်ထွက်ပြီးဒီရှိခုနှစ်ရဲ့တတရားကျကိုယ်ရပြန်ထွက်တယ်လားနော်ကိုယ်ထိပ်ပြန်ထွက်တယ်လားပေါ့အဲ့တော့သူ့ဇလန်းတွေကဘာလို့လဲဆင်ထားတာလဲဆိုတော့ကျွန်တော်ကပြီးတော့အဲ့ဒီနေရာမှာပုံတည်ရှိနေတဲ့နံပါတ်တွေကဒီမှာ6ရှိတယ်ဒီလိုကိုဖြစ်တယ်အပုံလေးရှိနေနံပါတ်2003ပြီးတော့2012ခုနှစ်မှာဒီလိုကိုရှိရေးပြီဒီလိုကိုရှိရေးပြီတောင်းမြတ်ကိုရှိရေးပြီဒီလိုလည်းရှိရေးဒီမှာရှိပရိရှိရှိပရိရဲ့တောင်းမှာစိတ်ထိတ်ထွက်တယ်အဲ့ရှိတဲ့ပြီးဒီလိုပုံဒီကူးရေးဒီမှာ6ထိပ်ရေးဟုတ်ပြီနော်အဒီလိုပုံဒီကူးပြီးဒီနေ့တော့ကူးတယ်စွန်းနာရတယ်ဒီလိုကူးပြီးဒီနေ့တော့ကူးတယ်နော်ပုံဒီဟိုဟာမြင့်ဒီကူးတွေချက်ပေါင်းများများတော့သွားတယ်လို့စစ်တီချက်ပေါင်းများများတော့သွားတယ်အဲ့ဒီစီပရိတက်ပြီးစစ်ထိတ်ထွက်ပြီးဒီသုံးနေမြောက်မှာစီပရိထွက်တယ်လားအဲ့မှာကွက်တိရန်နေတာကဒီသုံးလုံးကိုနဲ့ဒီနှလုံးကိုနဲ့ဒီမှာ6ထိတ်ကပုံတယ်တော့အဲ့ပြီးတော့2021ရောက်ပါဒီသုံးလုံးခွန်တယ်ဒီသုံးလုံးခွန်တယ်နော်အဲ့ခွန်လို့ဒီလိုလည်းခွန်တယ်ဒီလိုလည်းခွန်တယ်3ခု5ဆိုခွန်လေးထွက်တယ်ဒီမှာခွန်ထိတ်ထွက်တယ်ခွန်ထိတ်ပြီးတော့ဒီမှာပုံဒီ6ထိတ်ထွက်တယ်ဒီလိုလည်းကိုးထားပြီးဒီနှလုံးကိုးထားတယ်ဒီမှာခွန်လေးထွက်မလားခွန်လေးထွက်မလားဆိုတော့ကျွန်တော်ကဒီနားတွေသူသဘောတရားဒီကောင်းစီပိုင်းလေးတွေတောင်းပြီးကြည့်လိုက်တော့ဒီကိုးပရိကိုးထိတ်ကိုပရိလာမလားပေါ့ဒီရှိပရိရှိထိတ်ရှိပရိလာမလားပေါ့ခွန်ပရိခွန်ထိတ်ခွန်ပရိလာမလားတကယ်လို့သူလာမယ်ဆိုရင်ဘယ်လိုနံပါတ်မျိုးဖြစ်မလဲ
ဒီခေါ်လေးကတူလာမယ်ဆိုရင်ဘယ်လိုနံပါတ်မျိုးဖြစ်မလဲအဲ့တော့သူ့ဇက်ခွန်နေထဲမှာကျွန်တော်တို့ပုံတည်ရေးတဲ့နံပါတ်တွေကိုကျွန်တော်ကြည့်လိုက်တော့ဒီမှာ6ထိပ်ရှိဒီလုံးလုံး9ရှိဒီနှလုံး9ရှိဒီမှာ6ထိပ်ရှိတယ်ဒီလုံးလုံး9ရှိဒီနှလုံး9ရှိဒီမှာ6ထိပ်ရှိတယ်ဒီလုံးလုံး9ရှိတယ်ဒီနှလုံး9ရှိအဲ့9တွေကဘယ်ကဘယ်လိုကြီးဆင်းလာတာတော့ဆိုတော့ကျွန်တော်ကြည့်တော့6ရိနဲ့ချက်နှစ်ပိတ်ကြည့်တယ်သူ့မြင်းကုန်မှာတစ်ခါရှိတယ်အောက်မှာလည်းတစ်ခါရှိတယ်အဲ့တစ်ခါဒီ10နဲ့ချက်ကြတယ်တစ်ခါ6ရိနဲ့ချက်တယ်နှစ်ပိတ်ကြည့်တယ်သူ့မြင်းကုန်မှာ9ခါရှိတယ်9ခါဒီလိုနံပါတ်ထပ်ထားတယ်အဲ့9ခါ3ရက်ဖြစ်တာပထမလောကမှာလည်းအဲ့တိုင်းပဲ6ရိနဲ့ချက်တယ်နှစ်ပိတ်ကြည့်တယ်9ခါရှိတယ်9ခါတပင်းသားမှာရှိတယ်9ခါလည်းဖြစ်တယ်အဲ့9ဆေးဖြစ်တယ်9ခါအဲ့တော့ကကျွန်တော်တို့ပထမဆုံးရကိုစကြည့်လိုက်တော့ဒီ9ပရိတ်ကနေပြီး9ထိပ်ပြီးတော့ဒီမှာကြတယ်9ပရိတ်အဲ့9ပရိတ်ဘယ်လိုနံပါတ်တွေဘယ်လိုနေရာတွေကကြတာလဲပေါ့ကျွန်တော်ပြန်စဉ်းစားကြည့်တော့သူ့ကိုဘယ်နှစ်ပြန်ဆုပ်တော့တစ်နှစ်ဆုပ်မယ်နှစ်ဆုပ်လိုက်တဲ့နေ့တည်းကိုကျွန်တော်ကြည့်လိုက်တော့ဒီ4နဲ့လုံးနဲ့8ဒီ6ပေါက်ဖြစ်တယ်6ဖြစ်ပြီးဒီလုံးလုံးတွေ2ရက်တယ်2ပါဝါခွန်ပရိတ်ထွက်တယ်အဲ့ဒီခွန်ပရိတ်ရဲ့နောက်ဆွဲမှာခွန်ရထိုင်တဲ့က3ညလို့ရိုက်နော်ရိုက်ပြီးတော့အဲ့ဒီခွန်ကိုဒီနှလုံးခွန်လို့ရိုက်တာရိုက်ပြီးဒီနောက်ပိတ်ကဒီအတွက်ရဲ့9လို့ဒီပုံလေးရိုက်လိုက်တဲ့ဘေးမှာရှိရဲ့ဒီနောက်ထောင်တော့ဒီ3ညမှာအဲ့3ညလေးငါထွက်လိုက်တာဟုတ်ပြီနော်အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာရှစ်ပရိတ်လို့ထွက်မဲ့နေရာမှာသူ့ရဲ့တနေ့ချာနှစ်မြောက်ပေါ့ပြန်ကြည့်လိုက်တော့ဒီမှာရေးထားတာလေးက664ဆိုပြီး4လို့664ဆိုပြီး6လို့ဖြစ်လာပြန်ပြီဒီမှာ4နဲ့6လို့နှစ်ခံပြီးတော့ကွန်ပလီရိုက်ကွန်ပလီရိုက်ဒီဘက်မှာနှလုံး30ကျနှလုံး30ဒီဘက်မှာဒီနှလုံးခွန်အဲ့ခွန်ဒီဆိုမှာ9လို့ရှိတယ်အဲ့ဒီဘေးမှာရှိနေဒီ6ကဒီရှိပရိတ်ရှိထိတ်ရှိပရိတ်ပြန်ကြနေမှာအဲ့ဒီထိတ်လေးကြာသလားအဲ့လို့ဆိုရင်ကျွန်တော်တို့ကသူ့ရဲ့မူအရာနဲ့သွားကြည့်ကြစို့ဆိုရင်ဒီကြမဲ့နေရာရဲ့ဒီနေ့ဆုပ်လိုက်တဲ့နေရာမှာဒီ9ခွန်3ညလို့6လို့ရိုက်ပြီဒီ3လုံး2လို့ရိုက်တယ်2 break ရိုက်တယ်ဒီမှာရှင်းနှလုံး30ရှိတယ်ဒီနှလုံးခွန်တယ်ဒီ3လုံး9လို့ရိုက်ရတဲ့ဘေးမှာရှိတယ်ဒီ9ရဲ့3ရဲ့9ရဲ့ဆိုရင်နောက်ပိတ်3လုံးအဲ့9 3 9ကြပါလားအဲ့လိုဆိုရင်ဒီ395ဆိုတဲ့နံပါတ်ကဘလူထိုင်နေတဲ့ဘလူတွေကြာမလဲကျွန်တော်ပြန်သုံးသပ်ကြည့်အောင်ဆိုရင်တို့အဲ့ဒီမှာဒီပထမတိုင်မင်တဲတဲ့ရှိရဒီနေရာမှာဒီ9လေးနှလုံးမှတ်တာမယ်နော်ဒီပထမတိုင်မင်တဲတဲ့ဒီမှာ1တယ်ဒီတတိယတိုင်မင်တဲတဲ့ဒီမှာ9တွေအဲ့ဒီတော့အဲ့ဒီပြန်ကြတဲ့နေရာမှာအဲ့ဒီ9ဆိုတဲ့နံပါတ်ကစွန်းနာကဒီမှာထောင်းထားတဲ့435မှာပါတယ်9ကဒီမှာ9ခါနဲ့လာတယ်ဒုတိယထောင်းထားတဲ့1ကဒီ6ဆိုတဲ့ဒီပါတယ်ကနန်းထဲမှာအဲ့ဒီခါနဲ့လာတယ်တတိယဒီမှာထောင်းထားတဲ့
935ဆိုတဲ့အဲ့ဒီကိုခန်းနဲ့လာမယ်အဲ့လိုဆိုရင်နောက်တစ်လုံးပြန်ကြကြည့်ရနောက်တစ်လုံးပြန်ကြကြည့်တော့ဒီဖြစ်စဉ်တွေရဲ့သဘောတရားမှာဒီဖြစ်စဉ်ဖြစ်နေတဲ့အထဲထဲမှာရှိတဲ့ဒီနှလုံးဒီ30အဲ့တုံညဒီဤတုံညလို့ရိုက်တယ်ရိုက်လိုက်တဲ့အဲ့တုံညတုံညထိနေထွက်တယ်အဲ့တော့ဒီဖြစ်စဉ်ဖြစ်နေတဲ့အထဲမှာရှိတော့ဒီနှလုံးဒီတစ်အဲ့ဒီမှာတစ်လို့ရှိတာအဲ့ဒီထိနေထွက်လာအဲ့ဆိုကျွန်တော်ကဒီဖြစ်စဉ်ဖြစ်နေတဲ့အကျဉ်းမလို့ဒီနှလုံးဒီ3ဒီမှာ3လို့ပိတ်ထားရတော့အဲ့ဘက်3ထိကိုခါနေဆို395ဒီဖြစ်စဉ်တွေအရာနဲ့ဖြစ်အောင်တွားကြလို့ဆိုရင်395ဒီထွက်ပေါ်လာမယ်ခဏဖြစ်တယ်ဒီကနေ့ဒီမဖြစ်မနေထိုးရမယ်ဖြစ်တယ်အဲ့တော့သူဖြစ်ရမယ်ဂိမ်းဒီကျွန်တော်တို့ဒီ2003ခုနှစ်မှာဒီလုံးဒီ9ရိုက်တယ်9ကိုဒီလုံး9တယ်9ကိုတောင်းပြလုံး9တယ်အဲ့ဒီ9ကိုဒီလုံးပြန်9တယ်9ပြီးဒီမှာ9ပရိတ်ကြပြီး9ထိတ်ကြဒီ9ထိတ်ကြတဲ့ဒီနေ့ထဲမှာ9လုံးထွက်တယ်နော်အဲ့နောက်မှာမူရင်းခင်းတဲ့ပုံဒီ6ဒီမှာ6ထိတ်လာကြပြီအောက်ဘက်9ပရိတ်ပြန်ကြအဲ့9ပရိတ်ပြန်ကြတဲ့နေရာမှာကောက်လိုက်တဲ့နေရာမှာဒီလုံးကို6ရိုက်တယ်ခင်းတဲ့6ကိုနော်6ရိုက်ပြီဒီမှာ6ပရိတ်နှစ်ချက်ရဲ့တောင်းမှရှိတဲ့နှစ်ကဒီနှစ်ရိုက်တယ်နှစ်ပါဝါဒီမှာခွန်ပရိတ်ဖြစ်တယ်အဲ့ခွန်ထိုင်တဲ့ကဒီနှလုံး9 3ညတယ်3ညပြီးဒီနှလုံးပြန်ခွန်တယ်ခွန်ပြီးဝင်းပြန်ခင်းတဲ့9တွေကိုဒီမှာပြန်ခင်းတယ်အဲ့ဒီခင်းလိုက်တဲ့ဒီ4 3ည5ဆိုတဲ့ထောင်းထားတဲ့နံပါတ်ဒီအဲ့ဒီ9ပရိတ်ဒီမှာ9ပရိတ်လို့ပြန်ရိုက်တယ်နော်9ပရိတ်လို့ပြန်ရိုက်တဲ့နေရာမှာဒီနှလုံးကို30ရွှေ့ပြီး30လို့ရက်လက်တဲ့ဆိုအဲ့3ညဒီထိတ်နေထွက်ပြီး3ည305လေးထွက်တယ်အဲ့တော့5ခါဒီပြမဆိုတော့ကျွန်တော်တို့ဒီမူရင်းခင်းထားတဲ့6ပရိတ်ရဲ့တောင်းမှာနှစ်ပိတ်ကြီးတယ်နှစ်ပိတ်ရဲ့မြင်းကုန်မှာ5ခါကြီးတယ်အဲ့5ခါဒီလိုအထောင်ရဲ့30ဖြစ်တဲ့5ခါအဲ့5ခါကိုဒီမှာ5ခါလို့ပြန်လိုက်တဲ့တော့အဲ့5ခါဒီကျွန်တော်တို့ရောက်ကတ်ကို5ခါနဲ့ထွက်တယ်အဲ့တော့305လေးဖြစ်တယ်ဒုတိယပြားကဒီလုံးကိုရှေ့လို့ရိုက်တယ်ဒီလုံးကိုရှေ့လို့ပြန်ရိုက်တယ်တောင်းပြန်ရှေ့ဖြစ်ရှေ့ကိုဒီလိုပြန်ရှေ့တယ်ရှေ့ပြီးဒီမှာ break ရှေ့ဖြစ်တယ် break ရှေ့ပြီးရှေ့ထိတ်ထွက်တယ်ရှေ့ထိတ်ထွက်ပြီးတော့ပူရင်းခင်းတဲ့ပုံတွေ6ကိုဒီမှာလာပြီး6ထိတ်ထွက်ပြီးအောက်မှာရှေ့ break ပြန်ကျတယ်အဲ့ကျတဲ့ရှေ့ break ဒီသူ့ရဲ့တနေချမ်းမှာရှိနေတဲ့နော်ဒီလုံးဒီ6ဒီလုံးဒီ2ဒီမှာ break ခွန်ရှိတယ်အဲ့ဒီဘေးမှာနှလုံး30ရှိတယ်နှလုံး30ရဲ့ထိတ်နဲ့အလယ်နဲ့ပြန်ခွန်ပြီးဒီလုံး9တယ်အဲ့ဒီကြားထဲမှာညံ့နေတဲ့နောက်ပိတ်3လုံးဖြစ်တဲ့1ကဲ6ကဲသူတို့ဒီမှာရှိပရိရှိထိတ်6ဆိုပြီးရှိပရိပြန်ကြအဲ့ကြတဲ့နေရာမှာလဲနော်6ကိုသူဘယ်လိုကြရအောင်ဆိုတော့ဒီ3ခါနဲ့ရှိထိတ်နဲ့ကိုတစ်တယ်ဒီမှာတစ်တယ်နော်အဲ့ဒီနှစ်ချက်ညီရတစ်ဒီတစ်ထိတ်နဲ့ကစားတယ်ဒုတိယတစ်ခါဖရင်တစ်ခုကကြက်ကြည့်ပါဆိုရင်ဒီမှာ6လေးရဲ့တောင်းမှာရှိတယ်နှစ်ပိတ်ကြည့်တယ်နှစ်ပိတ်ရဲ့မြင်းကုန်မှာတစ်ခါရှိတယ်တစ်ခါဒီတောင်းမြတ်30ရှိတယ်တောင်းမြတ်30ရဲ့အဲ့တစ်ခါကအောက်တပင်းမှာတစ်ခါရှိတယ်အဲ့တစ်ခါဒီဘက်ကိုတစ်ခါနဲ့ပို့တယ်အဲ့တော့ထောင်းထားတဲ့ကဏ္ဍဒီတစ်တလုံးဒီထိတ်ရတယ်တစ်လုံးဒီခါရတဲ့အတွက်ကိုကျန်တဲ့6ကနောက်ပိတ်နဲ့ထက်တော့ရှစ်ပရိရှစ်ထိတ်ရှစ်ပရိနဲ့ပြန်ကြတယ်အဲ့ဆိုကျွန်တော်တက်ရပြကြည့်ကြလို့ဆိုရင်ဒီမှာခင်းထားတာကဒီ3လုံးဒီခွန်ဒီ3လုံးဒီခွန်တောင်းပြတ်ဒီခွန်ဒီ3လုံးဒီခွန်ဒီမှာခွန်ပရိဖြစ်တယ်ခွန်လေးပြီးခွန်ထိတ်ထွက်တယ်ခွန်ထိတ်ထွက်ပြီးပုံဒီ6ပရိ6ထိတ်လာတဲ့အတွက်ကိုဒီဘွဲဒီခွန်ပရိထွက်နိုင်တယ်အဲ့ဒီခွန်ပရိဒီဘယ်လိုထွက်မလဲသူ့ရဲ့တနေချကိုပြန်ကြည့်လိုက်တဲ့နေရာမှာဒီ9နောက်ပိတ်ခွန်ခါ3ညထိတ်နဲ့6ပေါက်ဖြစ်တယ်အဲ့6ပေါက်ကိုဒီ3လုံးနှစ်လို့ရိုက်တယ်နှစ်ပါဝါခွန်ပရိဒီမှာပြန်ခင်းတယ်ခွန်ရထိုင်တဲ့ကဒီမှာ3ညလို့ခင်းပြီးဒီမှာထိတ်ကြီးနဲ့လဲနဲ့ခွန်ဖြစ်ပြီးဒီ3လုံး9ရက်တဲ့အတွက်အဲ့ကြားထဲမှာညံ့နေတဲ့ဒီနောက်ပိတ်3လုံးဖြစ်တဲ့939ဒီနော်ဘယ်လိုထွက်မလဲဒီ3ညခါနဲ့3ထိတ်နဲ့3ပြီးတော့ဒီမှာ3လို့ရတဲ့တော့အဲ့3ဒီ3ထိတ်နဲ့ထွက်တခါတိုင်မင်းရင်းခင်းတဲ့နေရာမှာဒီ6ပရိရှိရဒီ
သူ့เจ้าမှာနှစ်ပိတ်ရှိတယ်နှစ်ပိတ်ရဲ့မြင်းကုန်မှာကိုခါရှိတယ်အဲ့ကိုခါဒီလို30ပြစ်တဲ့ကိုခါပြစ်တဲ့ဒီကိုခါဒီမှာရိုက်တယ်အဲ့ကိုခါဒီကိုခါလာမယ်တုတ်ထိတ်ကိုခါလာပဲခွန်ပရိဖြစ်ရမယ်ဆိုတော့395ဒီ395အတိုင်းဖြစ်ရမယ်အဲ့ကျွန်တော်မိတ်ဆွေများနော်ဒီနံပါတ်ကိုမဖြစ်မနေထိုးထားပါဒီနံပါတ်ဒီကျွန်တော်တို့အရာပြောရမယ်ဆိုရင်မန်ပါအော်ဂနန်ထဲမှာတစ်ခုပါမယ်နေရာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများအောင်မြင်ကြပါစေလို့ပြောကြရင်ကျွန်တော်နှုတ်ဆက်ခဲ့ပါတယ်အားလုံးအောင်မြင်မှုပန်းနိုင်ကိုတက်လိုက်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ကြပါစေ